ခက်ခဲနေကြတယ်ကျွန်တော်ပိုလွယ်ကူတဲ့နီလန်ရှိရင်ကျွန်တော်တို့သိချင်ကြလားဟုတ်သိချင်ပါတယ်ဒီနော်ဗျဟုတ်ကျွန်တော်ရဲ့ AN tools လေးကိုကျွန်တော်ဟိုမိတ်ဆက်မယ်ဟုတ်ဒါကျွန်တော်ဟိုပြောပြပေးမယ်ပေါ့ကျွန်တော်အခုလက်ရှိသုံးနေတဲ့ဟာလေးပေါ့နော်အဖြစ်ဖြစ်ကျွန်တော်တို့ဒီ PC မှာဖြစ်ဖြစ်ပေါ့နော်ကျွန်တော် Chrome ကိုဖွင့်လိုက်ပါ Chrome ပေါ့နော် browser တစ်ခုခုပေါ့ browser တစ်ခုကျွန်တော် Gmail account တစ်ခုရှိအောင်လည်းကျွန်တော်ရဲ့ website ကအသုံးပြုလို့ရပါတယ်ဟုတ်ကျွန်တော်တို့ website ကဝင်တဲ့အချိန်မှာ2မျိုးရှိပါတယ်ဒီနေ့မှာကျွန်တော်တို့ mrzayaraung.click ဆိုပြီးရိုက်ထည့်လို့လည်းရတယ်နော်ဟုတ်ဒါဆို masterzayaraung.click ဆိုတာကျွန်တော်ရဲ့ portfolio လေးကြာလာတာမှာဖြစ်ပါတယ်ဒါဆိုရင်အင်္ဂလိပ်လိုဖတ်ချင်လည်းရတယ်ကျွန်တော်တို့ဒီမြန်မာလိုဖတ်ချင်လည်းရတယ်ကျွန်တော်ဒါကျွန်တော်ရဲ့အကြောင်းလေးပေါ့နော်ကျွန်တော်လုပ်ခဲ့တဲ့အကြောင်းလေးကျွန်တော်ဒီအတွေ့အကြုံတွေလုပ်ငန်းအတွေ့အကြုံတွေကျွန်တော်ဒါဆိုလို့ရှိရင်ဒီမှာဒီမှာအတွေ့အကြုံကျွန်တော်ဒါဆိုလို့ကျွန်တော် site ဆောက်ခဲ့တယ်ကျွန်တော် Vela တွေကျွန်တော် warehouse တွေကျွန်တော် site တွေပေါ့နော်ဒါဆိုလို့ကျွန်တော် Program Global မှာကျွန်တော်အလုပ်လုပ်ခဲ့တဲ့အရာတွေဟုတ်ပြီးလို့ရှိရင်ကျွန်တော်ဒါမှအခုလက်ရှိမှာလုပ်ထားတဲ့ website လေးတွေပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာ AI website ပေါ့ဒီ AI website ကြောင့်ကျွန်တော်အဓိကကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်ဟိုကျန်တဲ့ဟာတွေကတော့ကျွန်တော်ရဲ့ contact တွေပေါ့နော်ဒါဆိုရင်ကျွန်တော် email ပို့လို့ရတယ်ကျွန်တော်ပြီးရင်ကျွန်တော်ဖုန်းခေါ်လို့ရမယ်ဟုတ်ကျွန်တော်ဖုန်းဒါကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုခေါ်လို့ရတယ်ဒါဆိုရင်ကျွန်တော် community တို့ဝင်ရောက်ရဆိုပြီးတော့ဒါကျွန်တော်ရဲ့ Telegram group ကိုကျွန်တော်ရဲ့ community တွေပေါ့ Zico community ဆိုတဲ့ community တခုရှိတယ်အဲ့ဒီ community ကိုကျွန်တော်တို့ join လို့ရတယ်ဒီမှာဖောင်ဖြည့်ရမယ်နော်ပြီးရင်ကျွန်တော်ဒါ Facebook page ဖြစ်ပါတယ်ပြီးရင် YouTube channel ဖြစ်ပါတယ်ဒီမှာဒါဆို TikTok ရဲ့ account ဖြစ်ပါတယ်ဟုတ်ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော် community တို့ဝင်ရောက်ရဆိုပြီးဒီနားမှာလည်းဝင်လို့ရပါတယ်ဒီနားမှာဆိုလည်းကျွန်တော်ရဲ့ Facebook account ကျွန်တော်ရဲ့ personal account ကိုရောက်ပါတယ်ဒီကောင်ဆိုရင်နှိမ့်ရနော်ဒါဆိုကျွန်တော်ရဲ့အချက်လက်လေးပေါ့နော်ဒါလေးရှိတယ်ဟုတ်ဒါလေးပေါ့နော်ဒါအခုကျွန်တော်ပြမှာဟာ website ကိုကျွန်တော်ဘယ်ကနေဝင်လို့ရလဲဆိုကျွန်တော်ဒီ website မှာကျွန်တော် open website ဆိုပြီးရှိတယ်open website ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ရင်လည်းကျွန်တော် website လေးကိုသွားပါတယ်ပထမတစ်ချက်ကနော်ဒါအဲ့ဒါတစ်ချက်ဟုတ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ website ကိုတိုက်ရိုက်သွားကြည့်လည်းရတယ်ကျွန်တော်တိုက်ရိုက်သွားတဲ့နည်းပြပါမယ်ဟုတ်တိုက်ရိုက်သွားတဲ့နည်းကျွန်တော် ZEGO dec-.asi asia ဆိုပြီးရိုက်လိုက်ပါဟုတ်နော်အဲ့ဒါလေးရိုက်လိုက်တာနဲ့ကျွန်တော်ခဏစောင့်ပဲဟုတ်ပြီးလို့ရှိရင်ကျွန်တော်တို့ဟို account တစ်ခုနဲ့ချိန်လိုက်ပါနော်ကိုယ့်ရဲ့ Gmail account တစ်ခုနဲ့ချိန်လိုက်ပါချိန်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနောက်တစ်ခုထပ်လောက်ရမှာကျွန်တော် API key ထည့်ရပါမယ် API key ကိုကျွန်တော်တို့ဘယ်လိုထည့်ရနည်းဆိုတော့အစင်းပြပါမယ်ဒီနေရာလေးကိုကျွန်တော်နားလည်ကြလားခင်ဗျခိုင်နားလေးပါကိုဟုတ်ပြီကျွန်တော်တို့အဲ့ဆိုရင်ဒီနားမှာ setting ဆိုတဲ့နေရာလေးရှိရနော် setting icon လေးရှိတယ်ဟုတ်ဒီနားမှာကျွန်တော်တို့မြန်မာလိုပြောင်းမလားအင်္ဂလိပ်လိုပြောင်းမလားကျွန်တော်ထိုင်းလိုပြောင်းမလားကျွန်တော်ပြောင်းလို့ရတယ်နော်အင်္ဂလိပ်ကျွန်တော်တို့မြန်မာလိုပဲထားလိုက်ပါနော်ကျွန်တော်တို့မြန်မာလိုမျိုးဆိုတော့မြန်မာလိုမျိုးတွေအသုံးလို့ပြတာဆိုတော့နော်ဟိုကျွန်တော်ဒီနားမှာ setting လေးဝင်လိုက်တယ်ဒီနားမှာကျွန်တော်တို့ API key ကိုမှမရှိသေးဘူးမရှိသေးလို့ရှိရင်ဒီမှာ get free API key ဆိုရှိရနော်အဲ့လေးကိုကျွန်တော်နှိပ်လိုက်ပါကျွန်တော်ဘာမှမလုပ်ဘူးနော်ဟုတ်နှိပ်လိုက်ရင်ကျွန်တော်ဒီ page လေးကိုတော်တော် auto ရောက်သွားပါတယ်ခင်ဗျာနော် auto ရောက်သွားတယ်ကျွန်တော်ဘာမှလုပ်စရာမလိုတော့ဒီထိဘာမှမခက်ခဲသေးဘူးဒီနားမှာ create API key ဆိုပြီးရှိပါတယ်အဲ့ဒီဟာလေးကိုကျွန်တော်ထောက်ပါမယ်ခင်ဗျာဟုတ်ဒါလေးပဲကျွန်တော်တို့ create key ဆိုပြီးကျွန်တော်နှိပ်လိုက်ရုံပဲကျွန်တော်ဘာမှမလုပ်ဘူးနော်ကျွန်တော်မခက်ခဲသေးဘူးဒီချိန်ကြီး easy ပဲမှတ်မိကြလားမှတ်မိပါတယ်ဟုတ်ဒီနားမှာ copy key ဆိုပြီးနှိပ်လို့ရသလိုကျွန်တော်ဒီနားလေးမှာဒါလေးကိုလည်းနှိပ်ရင်လည်း copy ဖြစ်ပါတယ်အဲ့ key ကနှစ်ခုလုံး copy လုပ်လို့ရတယ်နော်ပြီးရင်ကျွန်တော်ဒါလေးကိုထွက်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီနားလေးမှာ control v ဆိုပြီးတော့ချက်လိုက်တယ်ဗျပြီးရင် save key လို့နှိပ်လိုက်တာအဲ့ဒါဆိုရင်ကျွန်တော်တို့စပြီးတော့အသုံးပြုလို့ ready ဖြစ်သွားပါပြီကျွန်တော်တို့ဒီ account ကိုသုံးလို့ရပြီပေါ့နော်ကျွန်တော်ကိုယ့်ရဲ့ကျွန်တော်တို့တစ်ရက်ကိုကျွန်တော် credit 5ခုထည့်ပေးထားပါတယ်ဟုတ်ကျွန်တော်အခုလောဆယ်ကျွန်တော်ဆက်ပြမယ်နော်ဟုတ် content မှာအခုကျွန်တော်တို့ content နဲ့ကျွန်တော်ဒါ recap လောက်တာပါ recap လောက်တာဆိုတော့ကျွန်တော်တို့ဒီအင်္ဂလိပ်ဗီဒီယိုတွေကိုကျွန်တော်တို့ဒီကြိုက်တဲ့ဘာသာစကားပေါ့ကမ္ဘာပေါ်မှာရှိတဲ့ကြိုက်တဲ့ဘာသာစကားကိုလာခဲ့ကျွန်တော်အခုဒီမှာတက်ထားကိုအရင်ပြမယ်ကျွန်တော် note တက်ပေါ့နော်ကျွန်တော်ဒီနားမှာကျွန်တော်တို့ဒီကိုပြောင်းခြင်းတဲ့ language ပေါ့နော်ကိုပြောခြင်းတဲ့အတန်ပြောင်းပါဘယ် language ကိုပြောင်းပါလဲနောက်ပိုင်းတော့ကျွန်တော်ဘာသာစကားတွေအများကြီးထည့်ပေးမယ်လို့ရည်ရထားတယ်ဒါပေမဲ့အခုတော့မထည့်သေးဘူးနော်ကျွန်တော်တို့ဒီကလူတွေဟိုကိုအသုံးလို့တဲ့ဟာကကျွန်တော်မြန်မာအင်္ဂလိပ် Thai Chinese Korean ဆိုရင်ကျွန်တော်တော်လေးပြည့်စုံနေပြီပေါ့နော်ကျွန်တော်အမြင်အဲ့လိုဖြစ်တယ်ပြီးရင်ဒီမှာအတန်ရွေးလို့ရပါတယ်ဒါဆိုရင်ဟိုဒါတော့ဖိပေးတာနောက်ကြထည့်ပေးမယ်နော်ကျွန်တော်ထည့်ပေးပါမယ်ဟုတ်ဆိုတော့အခုဒါလေးတွေရွေးလို့ရတယ်ပြီးရင်ကျွန်တော်ဒီမှာအတန်ကိုအစမ်းနှားထောင်လို့ရတယ်နော်ကျွန်တော်အခုဆိုရင်ဒီ channel ရဲ့အတန်ကိုနှားထောင်ကြည့်မယ်ဟိုခဏနိုင်မယ် Testing voice profile ကြားလား quality check complete ဟာအဲ့လိုမျိုးပေါ့ဟုတ်ဒါဆိုရင်စီဖျားဆိုရှင်စီဖျားဆိုလို့ရှိရင်ဖိမေးပေါ့နော်ဖိမေးအတန်ကိုကျွန်တော်နှားထောင်ကြည့်မယ် Testing voice profile quality check completeအခုအဲ့အတန်ဘာအတန်လဲဆိုတော့ကျွန်တော်တို့ဟိုဒီ recap video recap မှာထွက်လာမယ့်အတန်ကျွန်တော်တို့သုံးမယ့်အတန်ပေါ့နော်အဲ့ဒါပြီးတော့ဒီမှာ speed အမြန်နှုန်းဖြစ်ပါတယ်
အမြန်တော့ကျွန်တော်18ဆိုတဲ့ normal အတန်ပါ2ဆိုရင်မြန်တော့မယ်ဒါကြောင့်ကိုယ့်ကိုသိရနော်ဒီလောက်ပြီးရင်ကျွန်တော်တို့ရွေးမယ်ပေါ့ဒီထဲမှာရွေးလိုက်မယ် video file တစ်ခုကိုကျွန်တော်ထည့်ရွေးလိုက်ရမယ်နော်အခုဒါကကျွန်တော်ကြာမှာဆိုလို့ကျွန်တော်မလုပ်ပြတော့ဘူးနော်ကျွန်တော်တို့ဒီမှာအကုန်လုံးကကျန်တဲ့ဟာတွေကကိုယ့်ကိုနောက်ပြီးကျမှစမ်းကြည့်ပါကျွန်တော်လွယ်ပူပါတယ်နော်အသုံးပြရလွယ်ရဲ့ကျွန်တော်ဟုတ်ကျွန်တော်တခြားဟာလေးပြချင်လို့မလို့ဒါကိုမစမ်းပြတော့ဘူးနော်သူကတစ်ခါဗီဒီယိုတစ်ခုထုတ်ရင်ကျွန်တော်ကစက္ကန့်60လောက်စောင့်ရတယ်ကျွန်တော်10မိနစ်ခွဲလောက်2မိနစ်လောက်စောင့်ရတော့ကျွန်တော်မစောင့်ပြတာဘူးเนาะဟုတ်ဒီနေရာမှာကျွန်တော် Zico content လို့ခေါ်တယ်Zico content ကကျတော့ကျွန်တော် content ထုတ်တဲ့အချိန်မှာကျွန်တော်အသုံးပြုတဲ့ tools လေးဖြစ်ပါတယ်ကျွန်တော်ဒီနေရာမှာကျွန်တော်အခုဒါလေးကိုသုံးပြမယ်ဒါဆိုကျွန်တော်တို့သုံးပြုမှာကကျွန်တော်အခုမြန်မာလိုအင်္ဂလိပ်လိုပြောင်းလိုက်မယ်ပေါ့နော်ဒီပိုင်းကျွန်တော်အလင်းအမှောင်လေးပြောင်းလိုက်ရနော်အဖြူအမဲဒါကတော့ကျွန်တော်ဒါအင်္ဂလိပ်လိုပြောင်းလိုက်မယ်အခုကျွန်တော်တို့သုံးမှာ Facebook เนาะFacebook သုံးပါလား TikTok သုံးပါလား YouTube သုံးပါလား Instagram သုံးပါလား LinkedIn သုံးပါလား Telegram သုံးပါလား blog website တွေလုပ်ပါလားကြိုက်တာရွေးလို့ရတယ်ကျွန်တော်တို့ Facebook နဲ့ဟိုဆက်ပြမယ်ကျွန်တော်တို့ဒီ content ရဲ့ length ဆိုတာကျွန်တော် content ကဘယ်လောက်ထိအလျားရှိမှာလဲပေါ့နော်အတူတူလေးလုပ်ချင်တာလားအရှည်လုပ်ချင်တာလားကျွန်တော်တို့ medium လုပ်ချင်တာလားပေါ့နော်အဲ့လိုမျိုးရွေးလို့ရတယ်ဒီညမှာကျွန်တော်တို့ဘာအကြောင်းအရာနဲ့လုပ်မှာလဲအခုဆိုထားပါတော့ကျွန်တော်တို့အခုအကြောင်းအရာတစ်ခုဘာအကြောင်းအရာနဲ့ကျွန်တော်တို့အခုစပြီးလုပ်ကြည့်မလဲပြောကြည့်ပါခေါင်းစဉ်တွေပြောကြည့်ကျွန်တော်အခုတစ်ခါဆက်ပြမယ်ကျွန်တော် random ပဲသိချင်တယ်အဲ့ကြောင့်လို့ပြောကြည့်ပါတရားတရား exercise လေ့ကျင့်ခန်းအိမ်မှာနေရင်လို့ရတဲ့ လို့ရ လေလုပ်လို့ရတဲ့ပစ္စည်းမလို့တော့လေ့ကျင့်ခန်းအဲ့ဒါကိုလုံနည်းသိချင်တယ်လားဒါမှမဟုတ်လေ့ကျင့်ခန်းကိုသိချင်တယ်လားဘယ်လိုသိချင်တယ်လဲ ဒီနေ့အဲ့နဲ့ပတ်သက်တဲ့ content လေ့ကျင့်ခန်းအဲ့ဆိုလေ့ကျင့်ခန်းနဲ့လို content ကိုသိချင်တာအဲ့တော့ကျွန်တော်တို့က audience ကဘယ်လောက်လဲ target audience ဆိုတော့ကျွန်တော်တို့ဘယ်ပိတ်သက်ကလဲကျွန်တော်တို့ရဲ့ပိတ်သက်ကဘာလဲဘယ်လိုတွေကိုသိချင်တယ်လူငယ်တွေပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီနားမှာဆိုရင်ကျွန်တော် ask for like ဆိုတာကြတော့ကျွန်တော် like ကို like တောင်းတာပေါ့နော်ကျွန်တော် ask for comment ဆို comment တောင်းတာ share တောင်းတာဒါဆိုရင် chase or thought ဆိုတာကြတော့ဒါတွေကတော့အခုကိုယ့်ကိုဆက်သုံးကြည့်ပေါ့နော်ကျွန်တော်တို့အခု like တောင်းမလား comment တောင်းကြည့်လိုက်မယ်နော်ဟုတ် like တောင်းလိုက်မယ်ဗျ like တောင်းလိုက်မယ်နော်ကျွန်တော်အခုနှိမ့်မယ် generate ကိုနှိမ့်ခဏဆောင်မယ်နော်ကျွန်တော်တို့ဒီကောင်အရင်မြန်နေကျွန်တော်တို့internet line ကောင်းရင်ကောင်းသလောက်မြန်တယ်နော်တရားချက်တိတ်မကြောက်ဘူး AI 8စက္ကန့်ပဲကြာတယ်တကယ်ဒီမှာ8စက္ကန့်အတွင်းကျွန်တော်ရလာပြီအခုဆိုရင်အိမ်မှာနေရင်ဘာပစ္စည်းမှမလိုပဲဖြစ်ချင်သလားတဲ့ကျင်သွားဖို့အခြေမရှိတဲ့သူတွေအပြင်ထွက်မှာပြင်းနေတဲ့သူတွေအတွက်ဒါကျွန်တော်တို့ကအခုဆိုရင်ဗီဒီယိုတွေရဲ့ရှေ့မှာလေခင်ဗျ AI ကိုမသိလို့ရှိရင်နောက်ကျကြံခဲ့ပြီ host တွေလေ3စက္ကန့် host ကျွန်တော်တို့ဗီဒီယိုမကြော်သွားအောင်လို့ကျွန်တော်ရဲ့ content တွေကိုဖတ်စိတ်ဝင်စားအောင်လို့ဒီမှာ host ထည့်တာအိမ်မှာနေရင်ဘာပစ္စည်းမှမလိုပဲဖြစ်ချင်သလားဟာဘာလဲငါဖြစ်ချင်တာပေါ့သိရမလားဂျင်သွားဖို့အချိန်မရှိရလေငါလည်းဂျင်သွားဖို့အချိန်မရှိဘူးဒါငါနဲ့ကြိုက်တယ်ဆိုပြီးတော့သူကအောက်ဒီဆက်ဖက်စေခြင်းတယ်စင်ကျွန်တော်တို့ဒီအခုစကူပါသူကအော်တိုလုပ်ပေးထားတယ်နော်ဟုတ်ဒါဆိုကျွန်တော်တို့ဒီမှာမီဒီယာပေါ့နော်အဲ့ဆိုကျွန်တော်တို့ဒီမှာ hashtag တွေပါနော် hashtag တွေပါကိုကစဉ်းစားစရာမလိုဘူးအော်တိုလုပ်ပေးထားတယ်သူကဟုတ်အဲ့ဒါကို copy ကူပြီးမှကျွန်တော်တို့ဒီ Facebook ပေါ့နော်ဟို Facebook ကကျွန်တော်ဟိုတင်တော့မတင်ရတော့ကျွန်တော်အစမ်းပြပေးပါနော်ဟုတ်ကျွန်တော်အခုဒီနေရာမှာကျွန်တော်အခု post လုပ်တော့မှာပေါ့နော် post လုပ်မယ်ကျွန်တော်ဒီမှာ control V ဆိုချလိုက်ရုံပဲကျွန်တော်တို့ဒီနားလေးမှာကိုတို့စာကြောင်းလေးတော့ကျွန်တော်တို့နည်းနည်းလေးလိုက်ပြင်ပေါ့ကိုပြင်လို့ပြင်ပေါ့ဒါလှအောင်တော့ပြင်ပေါ့နော်ကျွန်တော်တို့ကကိုဟာလေးကို quality ကောင်းကျင်တယ်ဆိုရင်ကိုကလှအောင်တော့ပြင်လိုက်ပေါ့ဒါတစ်နှစ်ကျွန်တော်3 4 5 okay အဲ့ဆိုကျွန်တော်တို့ဒီမှာ okay ဒီမှာနော်ဒါဆိုကျွန်တော်တို့ content လေးဖြစ်သွားပြီဒီရဲလူတွေမြင်ရလားမသိဘူးကျွန်တော် content လေးဖြစ်သွားပြီဟုတ်ဒီမှာ content ကြီးပဲဖြစ်နေတယ်ကျွန်တော်တို့ပုံမပါဘူးပုံဘယ်လိုထည့်မလဲဒီမှာကျွန်တော်တို့ပုံက ready ရှိပါတယ်ဒီမှာကြည့် print ပေးထားပါတယ် copy print လုပ်လိုက်တယ်ဒီမှာထောက်လိုက်တာနဲ့ check go to ChatGPT auto ChatGPT auto ခေါ်သွားပေးပါတယ်ဒီတော့မှကျွန်တော်တို့control ချပြီးတော့ကျွန်တော်တို့ဒီမှာ enter ပဲတစ်ချက်ခေါ်လိုက်ခဏဆောင်မယ်သူကတော့ ChatGPT ရဲ့ထုံးစံတိုင်းကျွန်တော်10မိနစ်ခွဲကြာတယ်ဟုတ်စက္ကန့်ကျွန်တော်တို့စက္ကန့်60ကြာတယ်ပေါ့နော်ခဏဆောင်လိုက်မယ်နော်သူ line ကောင်းရင်ကောင်းတော့မြန်ပါတယ်ဒါပေမဲ့အခုကနည်းနည်းလူသုံးနေဝိုင်းဆိုတော့နည်းနည်းမြန်လောက်တယ်နော်အခုကျွန်တော်အဲ့ဆိုအခုဒါတွေအခုတပည့်ဟာပြမယ်နော်ဟိုဒီမှာဆိုလို့ရှိရင် Zico Note ကကျတော့ဘာလဲဆိုတော့ကျွန်တော်တို့ဒီမြန်မာလူပြောပေါ့နော်အခုကတော့ကျွန်တော်ဒီ mic ကို zoom ကသုံးနေတဲ့အတွက်ကျွန်တော်တုံပြောလို့မရဘူးမြန်မာလူပြောတာကိုသူကဒီကျွန်တော်တို့ဒီပါဇက်ကပြောတယ်ဒီကသူလိုက်ပြီးရိုက်ပေးတယ်ပေါ့နော်စာရိုက်ပေးတယ်အဲ့ဒါတွေပေါ့ဒါတော့တိတ်ဟိုပါတယ်ဆိုထည့်ထားတာနော်အဲ့ဆိုကျွန်တော်တို့ဒါကြော်ညာတွေကိုယ်တိုင်ဘယ်လိုရေးမလဲကိုယ့်ရဲ့ product တွေကြော်ညာမယ်အခုဘာ product ရှိမလဲကျွန်တော်ပြောကြည့်ကြော်ညာစာစဲကြော်ညာတွေကိုကျွန်တော်ရေးပြပေးမယ်ကျွန်တော်ရဲ့ AI ရေးပေးမှာဘယ်လိုရေးပေးမှာလဲပြောကြည့်ပါတစ်ခုလောက် သင်တန်းကြော်ညာထည့်လို့ရ တင်တန်းဘာတင်တန်းလဲ
ဂျပန်စာသင်တန်း ဂျပန်စာသင်တန်း okay သင်တန်းနာမည်ပြောပါလား ဖိရှာ ဟိုင်း ဖိရှာသင်တန်းနာမည်ကို REA အဲ့လိုလား ဟုတ်တယ် Trisha Japanese Language Center ထားရပါတော့ကျွန်တော်အခုတခုတော့မှသင်တန်း KAGI နော်ကာချီလို့ပဲကျွန်တော်ရေးလိုက်မယ်နော်အဲ့ဒါနဲ့အခုကျွန်တော် generate လုပ်လိုက်မယ်နော်ကျွန်တော်ဘာမှမရေးထားဘူးနော်ဂျပန်သင်တန်းကာချီဒါပဲသူဘယ်လိုထုတ်လာမလဲကျွန်တော်ပြမယ်ကျွန်တော် AI ဘယ်လောက်ထိclever ဖြစ်လဲပေါ့နော်အခုဆိုဒီမှာကြည့်မြင်လားအဲ့ဒီနေရာမှာအခုကျွန်တော်တို့ဒါလေးကိုကျွန်တော်တို့ကကျွန်တော်တို့ save လိုက်မယ်ပေါ့နော် save လိုက်မယ်ဟုတ်ကျွန်တော်ကအခု copy လိုက်တယ်နော် copy ပြီးဒီမှာကျွန်တော်တွားပြီးတော့ control V ချလိုက်မယ်ဒီမှာကြည့်ပုံလေးနဲ့ပါကျွန်တော် post တင်လိုက်လို့ရတယ်အခုကျွန်တော်အခုတစ်ခါတင်ပြမယ်နော်ကျွန်တော်အကောင်ကကျွန်တော်အဲ့လိုတိတ်တော့မတင်ပြဘူးပေါ့နော်အခုကျွန်တော်တင်လိုက်ပြီဗျခဏစောင့်လိုက်post လုံးဝ respect ပေးဝိုင်းကိုစီရ respect ပေးဝိုင်း ဟုတ်ကျွန်တော်ရဲ့ AI ရှိရင်ကျွန်တော်အချိန်ကိုတက်တာတယ်လူကောင်းမှမစားကြမလို့ကိုယ့်ရဲ့ content တွေကို consistent ရှိတစ်ရက်ကိုတစ်ခါလောက်ပဲလာပြီးတော့လုပ်ရုံပဲအခုကျွန်တော်ရဲ့အကောင့်မှာတွားကြည့်လိုက်လို့ရပြီဒါမှကျွန်တော် post ဖြစ်သွားပြီနော်ဘာမှမလုပ်လူအခုချိန်ထိကျွန်တော်ဘာလုပ်လိုက်ရသေးလဲမလုပ်လိုက်ရအောင်နော်ကျွန်တော်တို့က website လေးပဲကျွန်တော်တို့သုံးလိုက်ရတယ်ကျွန်တော်အချိန်ကုန်သက်တာတယ်เนาะဒီကလူတွေလုပ်ချင်နေတဲ့ဟာဒါဖြစ်နေမယ်လို့ကျွန်တော်သိတယ်အခုဂျပန်တင်တဲ့ဂျပန်မှာအလုပ်လုပ်ဖို့စိတ်ကူးရှိပေမဲ့ဘာသာစကားအခက်အခဲဖြစ်နေလားအဲ့တော့ Facebook အတွက်တုံထားတယ် Instagram နဲ့တုံထားတယ် TikTok ဒီမှာ Google အတွက်သူအများကြီးလုပ်ထားတယ်မင်းလားနော်အဲ့ဆိုရင်ဂျပန်သွားဖို့ image တွေတကယ်ဖြစ်လာဖို့ကာချီကကူညီပြီးနေပါပြီမင်းလားဒါကြောင့်ညာစာသားတွေဗျာသိရမလားကိုယ်တိုင်မလုပ်ဆင်မလို့ copy ကူးပြီးသွားတင်ရုံပဲဂျပန်ရက်တို့အတွင်းဂျပန်စကားပြောတိုးတက်ချင်ကာချီကူရွေးပါသိရမလားဒါဂျပန်ဒါ ADs ပေါ့နော်ကျွန်တော်တို့ဒါကျွန်တော်ရဲ့ AI အဲ့လိုတွေရှိတယ်ပြီးရင်ကျွန်တော် Zigo Brain ကကျတော့ဘာလဲဆိုတော့ကျွန်တော်တို့ကျွန်တော်ရဲ့ဘယ်လိုပြောကိုယ့်ရဲ့ personal assistant အခုကျွန်တော်ပြပြမယ်နော်ငါစိတ်ရမ်းညစ်နေတယ်ကျွန်တော်ကိုသွားပြီးတိုင်မြင်ရုံပဲတဲ့စိတ်ရမ်းညစ်နေတယ်အဲ့လိုပဲရှိတယ်နော်ကျွန်တော်အခုငါစိတ်ရမ်းညစ်နေတယ်သူကျွန်တော်ခဏစောင့်လိုက်မယ်သူတကောင်းနေနေတော့ကြာတယ်သူကကျတော့တကယ်လေးလေးနဲ့တွေးပေးတာကျွန်တော်တို့ pop up ပြမပြောဘူးကျွန်တော်တို့ ChatGPT လိုမျိုးကျွန်တော်တို့ကသူသခင်ကြိုက်မပြောဘူးသူကတကယ်ပြောင်းလဲရမယ့်ဟာတွေ product တွေပါသူကထုတ်ဝေပါခဏစောင့်နော်ကျွန်တော်ပြောလို့ရှိရင်ဟိုဖြစ်သွားမယ်ထင်တယ်အရန်ပို့တယ်လို့ထင်လိုက်မယ်ခဏ result ကိုစောင့်ကြည့်အောင်နော်ကျွန်တော်လည်း Solaris တောက်တာ short ရမယ် gas မြန်မြန်မတောက်နဲ့ gas မြန်မြန်တောက်တာတိတ်အဆင်မပြေဘူး ဟုတ် နောက်ပြီးတော့brother ကြည့်ရတာနဲ့အထိုင်များမယ်ထင်တယ် ကျွန်တော် ID သမားဆိုတော့အထိုင်များတာပေါ့နော် အထိုင်များတာလည်းဒီကခဏကိုအစီတဲတယ်ပို့ပြီးဖြစ်စေတယ်ဗျာလှုပ်ရှားမှုသိမ့်မရှိတော့လေ ဟုတ်ဒီနေရာမှာအခုကျွန်တော်တို့ကြာလာပြီသူက2မိနစ်ကြာတယ်နော်ဟုတ်စိတ်ညစ်ခြင်းနဲ့ကျွန်တော်စိတ်ဖိစီးမှုကိုရှော့ချရတဲ့အတွက်စိတ်ခံစားချက်ကိုတတိပြုပြီးလက်တွေ့ကြစနစ်တကျဖြည့်ရှင်းနိုင်ပြီကျွန်တော်စိတ်ပိုင်းဆိုင်ရာဆက်စစ်မှုနီလန်းများဆိုသူပြောထားတယ်အသက်ပြင်းပြင်းရှူပြီးစိတ်ကိုအေးအေးထားပါနှာခေါင်းမှာလေကို4စက္ကန့်အတွင်းရှူသွင်းပြီးဒီမှာဒါရုပ်ဖက်ကျွန်တော်ဖက်ပြတော့ဘူးဒီမှာဆိုတော့ protect ဆိုတာကျွမ်းကျင်သူများကျွန်တော်ပြမြန်မာလိုပြပြမယ်ကျွမ်းကျင်သူများအကြံပြုချက်များကျွန်တော်အတွေးလွန်ခြင်းကိုတားဆီးရန်လက်ရှိပြည့်စုံမှာတက်နိုင်နေထိုင်သည့်လေ့ကျင့်ခန်း mindfulness ကျွန်တော်တရားထိုင်တာပြောတာနေ့စဉ်9မိနစ်ခန့်လေ့ကျင့်ပါကျွန်တော်မြင်လားကျွန်တော်အမေတယောက်လို့ကိုယ့်ရဲ့အဲ့လိုပေါ့ကိုယ့်ရဲ့ဆရာတယောက်လို့သူကဆုံးမပေးတယ်ပေါ့နော်အရာကြီးမိုက်တယ်နော်ကျွန်တော် AI ကိုကျွန်တော်အများကြီးလောက်ထားတဲ့ Zigo ဆိုတာကျတော့ကျွန်တော်အခုမှလုပ်နေတာပေါ့ဒါကတော့မပြီးသေးဘူးဒါပေမဲ့ဒါကျွန်တော်တို့ရဲ့ဒီအခုဆုံးလို့ပြောတော့ self awareness ပေါ့နော်ကျွန်တော်ကိုယ့်ရဲ့အတွင်းစိတ်တွေမှာဘာရှိနေလဲဆိုတော့ဖောင်လေးဖြည့်ပြီးမှအဲ့လို psychology မေးခွန်းတွေနဲ့ကျွန်တော်တို့စစ်ထုတ်တာပေါ့နော်ကိုယ်တိုင်မသိတဲ့အခါအမောင်ဘက်ချမ်းကိုရှားတဲ့ဟာ Zigo ဆိုပါ summary ကကျတော့ဘာလဲဆိုတော့ကျွန်တော်တို့ summary ချုပ်တာကျွန်တော်တို့ဒီစာအများကြီးအရှိကြီးပေါ့နော်စာအများကျွန်တော်အခုတစ်ခုစမ်းပြမယ်စာအရှိကြီးကိုကျွန်တော်စာချုပ်ပြတာထားတော့ကျွန်တော်မချုပ်ပြတာဘူးเนาะအဲ့ဒါတော့စာကိုကျွန်တော်တို့ဒီ summarize လုပ်တာပေါ့เนาะကျွန်တော်တနားရီစာကြားတဲ့ဟာကိုကျွန်တော်10မိနစ်အတွင်းဒါမှမဟုတ်5မိနစ်အတွင်းပေါ့เนาะအဲ့လိုသူတကယ်ကိုစာအုပ်တော့လုံးဖတ်စရာမလိုတော့ဘူးအဲ့ဒါလေးကြည့်လိုက်တာလည်းငါစာအုပ်တော့လုံးနားလဲသွားတယ်အဲ့လိုစက္ကန့်ပိုင်းအတွင်းနားလဲသွားမှာပေါ့နော်ဟုတ်အဲ့လိုမျိုး summarize လုပ်တာပါပြီးရင်ဒီကောင်းကျ email ကြီးပေးတာဒါ email ရေးတာပေါ့နော်အင်္ဂလိပ်လိုထွက်ပါတယ်ဟုတ်ပြီးရင်ကျွန်တော်တို့ဒီ story ကကျတော့ကျွန်တော်ဘာလုပ်တာလဲဆိုတော့ကျွန်တော်ဇလန်းနေရေးတာကျွန်တော်တို့ကျွန်တော် TikTok တွေပါဆိုလို့ရှိရင်ကိုယ်တိုင်မသိဘူးဗျာအဲ့လိုဇလန်းရေးခိုင်းလိုက်လို့ရတယ်သူ့ AI ပေါ့နော်အခုကျွန်တော်ရေးခိုင်းပြမယ်အခုပေါ့စင်မဟုတ်ဘူးဗျာအေးပေါ့မင်းသမီးလေးမင်းသမီးပေါ့ခုနဆောင် sorry ကျွန်တော်ပြန်တော့လိုက်မှာ နန်ကမင်းသမီးလေးနဲ့ဂိတ်ဆောင်လေးပေါ့ဂိတ်ဆောင်
ဂိတ်ဆောင်အမျိုးသားတို့ကြေကွဲဖွယ်ရာဖွယ်ရာအချစ်ဇလံကျွန်တော်အဲ့လိုပဲရေးလိုက်မှာကျွန်တော်ဘာမှမရေးဘူးရေးလိုက်မှာကျွန်တော်ဇလံထုတ်ခိုင်းမယ်သူကျွန်တော်ရေးလိုက်တာ9ဆောင်တန်းကမင်းသမီးလေးနဲ့ဂိမ်းဆောင်အမျိုးသားတို့ရဲ့အမျိုးတို့ရဲ့ဆိုကြီးဖြစ်သွားပြီပေါ့နော်ကျွန်တော်စလုံးလုံးတော့မမှန်ဘူးသူဘယ်လောက်ထိနားလဲသွားမလဲကျွန်တော်ပြမယ်စလုံးပေါင်းတမလာမမှန်အောင်ရေးလိုက်တယ်ဟုတ်နော်ဟိုကြေကွဲဖွယ်ရာအချစ်ဇလံဆိုကျွန်တော်ရေးလိုက်တယ်ခဏဆောင်မယ်သူဒီကောင်းလေးနည်းနည်းကြာတယ်သူကစာသားထုတ်တာဆိုတော့လေကျွန်တော်တို့2မိနစ်ထင်တယ်သူလဲဟုတ်ပြီဒီမှာဆိုလို့ရှိရင်သူပြောလာပြီဒီမှာဂုံးပကတနာချလို့နဲ့9000တန်းကနတ်သမီးလေးနဲ့အခုဒီမှာအခု9000တန်းအထက်ကအထီးကျတဲ့မတ်သမီးတော်တာဦးတော်တာမင်းနမိတ်ကထည့်ထားတယ်မလားနန်းတော်အပြင်ဘက်ကဂိမ်းဆောင်လူလေးရဲသွေးတို့ရဲ့မမျိုးလေးနဲ့အချစ်တွေးဆုံမှုဒီမှာသူ့ရဲ့ဒါသူ့ရဲ့အရှိဇလန်းအရှိပုံမြင်လေးပေါ့ဗျာပြီးရင်ကျွန်တော်တို့ဒီဟာတွေကအခုဘာလို့လုပ်ရလဲဆိုကျွန်တော်ပြမယ်ဒါကပုံထုတ်လို့ရတယ်ဒီမှာ copy ကူးလိုက်မယ်နော်ကျွန်တော်အခုဒီဘက်မှာသွားပြီးတော့အခုဇီကိုအဆိုတဲ့ဒီမှာသွားထုတ်လိုက်မယ်နော်ကျွန်တော်အခုဒီမှာပုံထုတ်ပြမယ်နော်အဲ့ဒါကိုခဏလောက်စောင့်လိုက်မယ်သုံးသက်နေသည်တဲ့သူခဏစောင့်လိုက်သူစဉ်းစားနေပြီပေါ့နော်ပုံကရလာပြီအခုကျွန်တော်ဒါကို copy ကွဲသွားပြီးတော့ကျွန်တော်တို့အခုဒီမှာတတ်ထည့်မယ်ပေါ့ဗျာခဏဒီမှာထည့်လို့မရဘူးနော်ဒီမှာထည့်လိုက်မယ်အခုကျွန်တော်ဒီ prompt ကိုကျွန်တော်ဒီမှာထည့်လိုက်မယ်ခဏစောင့်လိုက်မယ်နော်သူဘာပုံလေးထွက်ပြလာမလဲပေါ့โอเคအဲ့ဆိုကျွန်တော်တပည့်ဟာပြမယ်အဲ့ဒါကျွန်တော်စောစောထွက်လာတဲ့ပုံကိုဒီထဲမှာပုံထည့်ပြီးတော့ကျွန်တော်တို့ကဒီ animation လုပ်တာanimation တွေပေါ့ကျွန်တော်တို့အခုဆိုရင်အခုဒီမှာဆိုအခုလောတဲ့ခက်စားနေရကြာနည်းနည်းသေးလေးနဲ့ကျွန်တော်တို့ဒီလိမ်မော်သေးလေးနဲ့လေသူညီကိုနှစ်ယောက်ထိုင်းတက်လာတဲ့အဲ့ဗီဒီယိုတွေအဲ့ဒီလိုလုပ်တာဒီမှာလုပ်လို့ရတယ်နော်အဲ့ဒါတွေပေါ့ပုံတွေကိုကျွန်တော်တို့ animation ပြောင်းတဲ့ဟာတွေပေါ့ဟောဒီကောင်မပြီးသေးဘူးပေါ့နော်ကျွန်တော်တို့ဟုတ်အဲ့ဆိုကျွန်တော်တို့အခုဒီကောင်ကတော့ကျွန်တော်တို့ရှင်းပါတယ်ကျွန်တော်ဒါလည်း ID သမားတွေအတွက်လုပ်ထားတာကျွန်တော်တို့ code ကိုပေါ့နော် second file အတွက်အဲ့ဒါရှာပေးတာပေါ့နော် code တွေအများကြီးတန်းနေတော့ကျွန်တော်တို့ဆိုအင်းဆို1လခွဲ2လလောက်ရှာရတယ်အဲ့ဒါတခုအခုကျတော့ရှာရမလို့ second file ပဲဒီထဲမှာကျွန်တော် code ကိုသွားထည့်လိုက်တယ်မရှာရတဲ့ဘယ်ကောင်တော့အဲ့ဒါဖြစ်နေပါတယ်ဒီဘက်မှာအမှန်ပြင်ပေးကြပါပါတယ် auto copy ပြန်သွားထည့်ရမယ်ပြန်စင်းသေးသုံးရမယ်ပေါ့နော်ဟုတ်အခုဒီမှာကြည့် तू မင်းသားလေးနဲ့မင်းသမီးလေး तू ဘယ်လိုလုပ်တာလဲမြင်ဒါပဲမြင်တာဒါမျိုးပေါ့နော်ကိုကြိုက်တာရွေးပါဒါဆိုရင်ကျွန်တော်တို့ကအခုသူ့အသင်ပေးလို့ရသေးတယ်ဘယ်ပုံကအကောင်းဆုံးလဲပေါ့နော်ကျွန်တော်ကြိုက်တယ်ဒါမျိုးပါသူတို့အဲ့ခုဒီမင်းသားလေးကဟိုဒီဂိတ်ဆောင်လေးကသူမင်းသမီးလေးကိုလာခိုးတာပေါ့ဗျာဒါသူအဲ့ဒါကိုလှုပ်ထားတာပေါ့နော်ဒီမှာပုံတွေအများကြီးရှိသေးတယ်ဒီမှာဟိုဒီစောစောကဒီနေရာမှာပေါ့နော်အများကြီးပြန်လှုပ်လို့ရတယ်နော်ဖြည်းဖြည်းချင်းပြန်သွားပါprint တွေကိုကကူးထားရုံပဲနော်ဟုတ်ကျွန်တော်ကတော့အဲ့ဒါဖြစ်ပါတယ်ဟုတ်ကျွန်တော်ဒီနေရာမှာတော့ကျွန်တော် credit ကကျွန်တော်တို့ဒီမှာအခုလောရောင်းဖို့ကျွန်တော်ကြော်ညာနေမှာမဟုတ်ဘူးเนาะကျွန်တော်တို့နောက်ဆုံးကိုတိုင်းတရက်ကိုကျွန်တော်9ခုလက်ဆောင်ပေးတယ်နေ့တိုင်းပေးတာဒီနေ့9ခုသုံးပြီးသွားရင်နောက်ထပ်9ခုထပ်ပြီးတော့ပေးတယ်နောက်နေ့ဆိုရင်ဝင်လိုက်နေ့တိုင်းပေးနေတာကျွန်တော်ဟာအကောင့်อ่ะနော်ဟုတ်အဲ့ဒါအကြီးမလောက်ဘူးကိုတိုင်းဝယ်ပြီးသုံးကျင်နေဆိုရင်ကျွန်တော်အားပေးကျင်တယ်ကျွန်တော်ဒီ website တည်မြဲဖို့အတွက်ထောက်ပံ့ကျင်နေဆိုရင်ကျွန်တော်ရှိတယ်ကျွန်တော်လည်းဒါ KB တွေပါတယ်ပေါ့နော်ဟုတ်ဒါကျွန်တော်မှာတော့ဘဏ်အကောင့်မရှိသေးလို့ဘဏ်အကောင့်တွေတုံးထားရတယ်ပေါ့နော်ဟုတ်အဲ့ဒါတွေရှိပါတယ်လို့နော်ဒီဟာလေးသုံးကျင်နေဆိုသုံးလို့ရတယ်ဟုတ်ကဲ့ကျေးဇူးပါ